မင်္ဂလာပါထမင်းစားကြရအောင်နော်ဒီနေ့ကိုယ်တိုင်ချက်တဲ့ငါ6ခရမ်းစင်တီအစီတက်ပေါ့နော်ပြီးတော့ပဇွန်ချင်ပေါင်အချင်းဟင်းပူနွေးလေးနဲ့အရှယ်ပဲပြီးတော့သူ့တရားပြုတ်စုံပဲပေါ့နော်ဒီမှာရှင်းပဲဗာလဲကြောင်ရှာသီးပြုတ်ပေါ့နော်ပြီးတော့ဗာလဲဒီတင်ကားပြုတ်ပြီးတော့ကညွတ်ပြုတ်ခရမ်းသီးလေးနဲ့အစုံပဲလာထမင်းတူစားကြအောင်တကယ်ချင်းတို့ရေဒီမှာချင်ပေါင်ဟင်းကျိုးပဇွန်လည်းပါတော့ပေါ့နော်ပူပဲရှယ်ပဲကောင်းမယ်လေကြောင်ဆေးတာပေါ့နော်ဒီနေ့တော့ငပီးရေမပါဘူးပေါ့ဒါနဲ့ပြောစရာတခုရှိတယ်ဒီကြောင်ရှာသီးပြုတ်လေးပြီးတော့ဒီချင်းကပြုတ်ကလေးရောစားလို့တော့ရတယ်နော်ဒါပေမဲ့အနည်းငယ်လောက်ပဲရောစားလို့ရတာပေါ့နော်နည်းနည်းလေးပေါ့နော်အများကြီးမစားနဲ့ပေါ့နော်ဟိုသူတို့ပြောတာတော့ကျွန်တော်လေးလာသလားတော့သွေးအားနည်းတယ်ပေါ့နော်သွေးပေါင်ကြတာပေါ့နော်မူးလဲတက်တယ်ပေါ့အဲ့လိုမျိုးအဲ့ဒါကြောင့်ဟိုတိုင်ဆေးလို့ရင်ဘေးပေါ့နော်ဟာလာစားမယ်ကွာစကားမများတော့စကားတော်များတယ်ကျွန်တော်လည်းထူးဆန်းနေတဲ့အထင်သာစားကားကိုအကြောင်းရှာသီးရသွေးတိုးတက်မှာပေါ့နော်မဟုတ်ဘူးသွေးပေါင်ကြတာပေါ့နော်မများစားလို့မကောင်းဘူးပေါ့နော်အဲ့ဒါကြောင့်မွေးနေတာပဲငါ6ရင်းကောင်းရောလားရှယ်ပဲညုတ်သီးစိမ်းနဲ့လေဒီကလာအော်သီးနဲ့ကောင်းကျွန်တော်ပြုတ်ထားနှစ်ခါတော့တိတ်မခါတော့ဘူးပေါ့နော်ကောင်းမင်းလာပဲကွာတင်းရသူပြောပြအောင်တော့ဘယ်လိုလဲပေါ့နော်ကျွန်တော်လေးလာသလားအဲ့လိုမျိုးပေါ့နော်ကိုသွေးအားနဲတယ်ပေါ့နော်စားများရင်သွေးပေါင်ကြတာပေါ့ဂျင်းကားသီးလည်းတူပဲသွေးပေါင်ကြတယ်တဲ့ဘူတူတာရတယ်ပေါ့နော် comment ထဲမှာရေးလာလို့ရတယ်နော်ဟုတ်လားမဟုတ်လားကျွန်တော်လည်းမသိဘူးပေါ့နော်ကျွန်တော်လေးလာအဲ့လိုမျိုးပြောတာပေါ့နော်ဒီမှာကညွတ်ပြုတ်တော့ကျွတ်တယ်ရှာလားဒီမှာဘယ်ဇုံလဲပါခွန်ခွာထုတ်ရမယ်စင်ပြေဘူးအကောင့်သေးတော့ခွန်မစားလို့ရတယ်အခုအကောင့်နဲ့ကြီးတယ်ခွန်မာပါခရမ်းချင်းဒီညက်နဲ့မွေးမွေးပဲညုပ်ဒီစိမ်းအနာမွေးတယ်နော်စီတက်တာမလာဘူးပြုတ်ခါတိုင်းကစိမ်းမစားဒီတစ်ခါပြုတ်စားကြည့်မယ်ဘယ်လိုလဲလို့ပြုတ်လိုက်တော့နည်းနည်းစားရကောင်းတယ်နော်လုံးဖေး
ကောင်းမချောင်းရင်မစားရတာကြာပြီရှယ်ပဲဟေးရှယ်ပဲငယ်တော့စမ်းမြချက်ကျွေးတယ်ခဏပဲနေတော့တတိရတယ်ဒီရွက်ကညွှဲဟုတ်ကျွန်တော်လေးလာတော့ကညွှဲခေါ်တယ်ပေါ့နော်ဟုတ်လားမဟုတ်လားပေါ့နော်ဒီကနေရာဒေသလိုက်ပေါ့နော်ခေါ်တယ်ဘယ်လိုလဲလို့ပြောပြပါအောင်နော်တနေရာနဲ့တနေရာခေါ်တာတူလားဖြစ်နိုင်ကျွန်တော်ထက်စားချင်သေးတယ်နော်ညာလုံးရင်မကောင်းသူရနေအောင်မကြောက်တယ်ကဲအားလုံးကျေးဇူးတင်တယ်နော်ကြည့်ရှုသူအားလုံးကိုကျေးဇူးတင်ပါတယ်ခင်ဗျာနောက်ဗီဒီယိုမှာပဲတွေ့ကြမယ်နော် Subscribe follow လည်းနှိပ်ထားပေးအောင်နော်ကျေးဇူးတင်ပါတယ် bye bye ခင်ဗျာ